ကျွန်တော်ကတော့ဒီအရေးပေါ်အောင်လုပ်နည်းနဲ့အရေးရှည်အောင်လုပ်နည်းလေးပါအရင်ဒီလိုမျိုးပေါ်နေလို့ရှိရင်ကွာဒီဟာလေးကပြပြီးအရေးပေါ်အောင်လုပ်မှာအဲ့လိုမျိုးလေးအရင်ဆုံးဒီမြူးလေးကိုဝင်မှာမြူးလေးကိုဝင်မှာမြူးလေးကိုဝင်ပြီးပြီဆိုလို့ရှိရင်ဒီပထမအဆုံးကဘာလဲတော့မသိဘူးအဲ့ဒါလေးကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင်ဒီဘက်ကအမှန်ချစ်လေးကိုဒီဘက်ကအကွက်ထဲမှာအမှန်ချစ်လေးနှိပ်ရမှာနှိပ်လိုက်ပြီဆိုရင်ဒီမှာအရေးကြီးရရှိနေတယ်ပေါ့နော်အရေးကြီးရထွက်နေအဲ့လိုအရေးထွက်တော့ကြတော့ကိုကတန်ရှင်းလှုပ်လိုက်လို့အရေးတန်ရှင်းလှုပ်ပြီးတော့ပြန်ထွက်လိုက်လို့အရေးကတိုးနေတယ်ဆိုလို့ရှိရင်ဘာမှစိတ်မပူပါနဲ့နော်ဒီထဲဒီဆောင်းနာမြူးတဲ့ဝင်ပြီးရင်ပထမဦးဆုံးကဟာလေးကိုပဲပြန်နှိပ်လိုက်အောင်မယ်နှိပ်ပြီးလို့ရှိရင်ဒီဘက်ကဟာလေးဒီပါလေးပေါ့နော်အဲ့ဒါလေးကရှစ်တီရှိတယ်ရှစ်ပြီးရင်တုံညာအဲ့ဒီတုံညာဒီပြန်နှိပ်ရမှာတူနေလို့ရှိရင်ပေါ့နော်အဲ့လိုတုံညာဒီနှိပ်ပြီးရင်အဲ့လိုဒီလိုမျိုးအရေးအရှိလေးရမှာပေါ့နော်အဲ့လိုမျိုးအရေးအရှိလေးရမှာပါအဲ့လိုမျိုးလေးပေါ့နော်လောက်ကြည့်ကြပေါ့နော်ဒီလိုမျိုးအရေးအရှိလေးရမှာကိုကဒီဘာလို့ဒီဝတ်စုံလေးဝတ်ထားလဲဆိုတော့ဒီဝတ်စုံလေးကြိုက်လို့ဝတ်ထားတာပေါ့နော်ဒါလေးနဲ့ကြိုက်လို့ဒီထမိန်နဲ့အင်ဂျီနဲ့ထမိန်နဲ့အင်ဂျီနဲ့ဘယ်လိုလုပ်ရတာလဲဆိုတော့ပေါ့နော်နောက်တစ်နေ့ကျမှပြပြလို့ရမယ်အဲ့ဒါမလို့ပေါ့နော်တွားတက်ဘိုင်ဘိုင်လို့ပြောလိုက်ဘိုင်ဘိုင်အားလုံးပဲဘိုင်ဘိုင်